မင်္ဂလာပါครับကျွန်တော်ဒီနေ့ကတော့လေခရုကလေးနဲ့မြစ်ကလေးနဲ့တုပ်စားမှာဖြစ်ပါတယ်ဗျာတတ်ထားတဲ့စီချက်ကတော့ကျန်သူမျိုးစွတ်သွနီကိုစီချက်တတ်ထားပါတယ်ဗျာကျွန်တော်ကတော့အစိမ့်မုံမထိလိုက်ရဘူးเนาะအိုးချကနေအစိမ့်မုံအယောင်ဒီမုံနည်းနည်းထိလို့ရှိရင်အတုတ်တုတ်တဲ့ခါမှာအယောင်လာတာပေါ့เนาะကျွန်တော်မြစ်ကတော့မြစ်ကလေးကိုရေပြောင်စီးပြီးတော့ညစ်ထားပါတယ်ပြီးလို့ရှိရင်ခရုပြုတ်ထားတဲ့ခရုပပလီပြီးတော့ရေစီးထုတ်ပါရေစီးထုတ်ပြီးလို့ရှိရင်တော့နည်းနည်းညစ်ထုတ်လိုက်ပါဗျာကျက်သွန်စိမ့်ကိုပပလီထားပါတယ်ပြီးလို့ရှိရင်တော့6ရွက်မမွေးလေးကိုလည်းပပကလေးလီထားပါတယ်တမြန်သီးတော့တစ်လုံးသုံးထားပါတယ်ပြီးလို့ရှိရင်အရသာကတော့ငရေသီးအကြက်မုံနည်းနည်းထဲတယ်အချုံမုံရယ်စားရယ်ပြီးလို့ရှိရင်တော့ကောင်းပဲအကြက်မုံထဲပါတယ်ငံပြရေမထဲတာအကြီးထွက်မှာဆိုလို့ပါငံပြရေတော့မတုံးလိုက်ဘူးပေါ့နော်တကယ်လို့ကို့မှာဗာလဲမြေဘဲမုံလေးရှိလို့ရှိရင်တော့ပိုကောင်းတာပေါ့နော်အရသာပိုစိတ်ပါတယ်ကျွန်တော်မြေဘဲမုံမရှိတော့ကောင်းပဲအကြက်မုံပဲထည့်လိုက်ပါတယ်ဗျချင်းငံဆက်ကလေးနဲ့ထမင်းစားလဲမိန်တယ်လို့ဒီတိုင်းစားလို့လဲကောင်းပါတယ်ဗျထမင်းစားမစွရင်တော့အရသာနည်းနည်းလေးပြင်းကလေးထည့်ပါဗျကဲခုတော့စားချင်းစပွဲခယူတူလေးဖြစ်ပါပြီခင်ဗျ